အားလုံးပဲမင်္ဂလာပါ DH ရဲ့ Computer Class ကနေပြီးကြိုဆိုပါတယ်ဒီနေ့တော့ဘာကိုစသင်ကြားပေးမလဲဆိုတော့ Microsoft Word မှာ table ဆွဲနေကြအောင်သင်ကြားပေးမှာဖြစ်ပါတယ် Microsoft Word မှာ table ဆွဲမယ်ဆိုရင် table ဆိုရက် table ဆွဲတာကဘယ်ချိန်ဒီမှာလိုအပ်လဲဆိုတော့စင်းစရာတွေပြုလုပ်တဲ့အခါတွေမှာလိုအပ်တယ်ပေါ့နော်စင်းစရာတွေလုပ်ဖို့အတွက်ဆိုရင် table ကိုစပြီးတော့ဆွဲလို့ရတယ်ဘယ်ကနေစသွားမလဲဆိုရင်ဒီ Microsoft Word ကိုအရင်ဆုံးဖွင့်ထားမယ်ဖွင့်ထားပြီးတော့ဒီမှာ insert ထဲက table ကနေပြီးတော့တွားလို့ရမယ်နော်ဒီမှာဆိုရင် insert table မှာဒီမှာဒီလိုမျိုးအကွက်ကလေးတွေရှိတယ်အဲ့လိုအကွက်ကလေးတွေကနေပြီးတော့လည်းပြန်ပြီးရွေးလို့ရတယ်အဲ့အကွက်မှာကိုကဘယ်လိုရွေးမလဲဆိုတော့ဒီလိုမျိုးတိုင်လိုက်တယ်ဒါကိုကြတော့ column လို့ခေါ်တယ်လို့တိုင်တယ်နော်ဒီလိုထောင်လိုက်တိုင်လို့ column လို့ခေါ်တယ်ဒီလိုအလျားလိုက်သွားနေတာကိုကြတော့ row လို့ခေါ်တယ် row column ကိုကဒီရှေ့မှာဒီ1 into 1လို့ဒီရှေ့မှာပြနေတဲ့ဒီကဏ္ဍပေါ့နော်အဲ့ရှေ့မှာပြနေတဲ့ကဏ္ဍ column ကိုပြပေးတာနောက်မှပြပေးတဲ့ကဏ္ဍကကြတော့ row ပြပေးတာနော် row ဘယ်နှလို့လဲတန်column ဘယ်နှခုလဲဆိုတာကိုပြပေးထားတာပေါ့နော်ကိုကဒီကနေပြီးတော့ table ကိုယူလိုက်မယ်ဆိုတော့ရတယ်ဒီမှာဆိုရင် table တစ်ခုနမူနာယူပြပေးမယ်နော်ဒီမှာဆိုရင် table ရပြီပြပေးပါပြီဒီမှာဆိုရင်ဒီလိုအကွက်ဒီလိုမျိုးတိုင်ကိုကြတော့ဒါ column လို့ခေါ်တယ်ဒီလိုမျိုး row ဒီဟာကိုကြတော့ row လို့ခေါ်တယ်ဒီထဲမှာရှိနေတဲ့အကွက်တစ်ခွက်ချင်းတွေကြတော့ cell လို့ခေါ်တယ်နော် cell လို့ခေါ်တယ်ဒီထဲမှာရှိအကွက်ကလေးကြတော့ cell လို့ခေါ်တယ်ကိုက table ကိုချုပ်ရင်နဲ့ချက်ရင်နဲ့ဆိုရင်ဒီမှာရှိတယ်ဒီမှာမြားလေးရှိတယ်ဒီကလို table အကွက်တွေကိုချက်မယ်ဆိုတော့မြားလေးနဲ့တွားပြီးချက်လို့ရတယ်ပေါ့နော်ဒီမှာမြားလေးနဲ့ဒီမှာမြားအပေါ်အောက်မြားကောင်းလေးနှစ်ခုပေါ်နေမယ်အဲ့ဒါနဲ့တွားပြီးတော့အချုံကျဲလို့ရတော့မြားကောင်းလေးဒီမှာဆိုတဲ့လိုဒီမှာတိုင်တွေကိုဒီလိုမျိုးအချုံကျဲလို့ခြင်းနဲ့ဆိုရင်ကျင်းကျဲပြီးလို့ခြင်းနဲ့ဆိုရင်ဒီမှာရှိတယ်ဒီတိုင်လေးနဲ့တွားပြီးအကျင်းကျဲပြီးလို့ရတယ်နော်ဒီဟာကျင်းကျဲပြီးလို့ရတယ်ဒါက table ဆွဲနည်းပထမနည်းတစ်နည်းအဲ့တော့မှကိုကပုံစံတွေပြောင်းနေတယ် table style တွေပြောင်းနေတယ် table style တွေပြောင်းနေတယ်ဆိုလို့ရှိရင်ဒီ table style တွေနေရာမှာကိုကဒီလိုမျိုးပြန်အောင်လေးကြိုက်လားဒါမှမဟုတ်လို့ရှိရင်ဒီလိုထဲရမှာဒီခရမ်းရောင်လေးကိုကြိုက်လားခရမ်းရောင်လေးဒီလိုပုံစံလေးတွေကြိုက်လားအဲ့လိုပုံစံကိုဘာသာကိုပြန်ပြီးတော့ကြိုက်တဲ့ပုံစံပြန်ပြီးရွေးပေးလို့ရတယ်နော်ပြီးလို့ရှိရင် shading ဆိုလည်းဒီလိုပဲဒီ table ထဲမှာဒီအကွက်ထဲဒီကာစာချထားတဲ့အကွက်ပေါ့ဒီလိုမျိုးမှိတ်တို့ကကာစာလေးလို့ပေါ့နော်အဲကာစာချတဲ့အကွက်ကလေးထဲမှာ table ပုံစံကိုပြောင်းနေတာလား table style ဒီလိုအစိမ်းရောင်ဝင်နေတာလားအဲ့ဒါဆိုအစိမ်းရောင်ပေါ့နော်ဒီလိုကတစ်ခုလုံးကိုဒီ table တစ်ခုလုံးကိုမှအဲ့လိုမျိုး shading ပြောင်းနေတယ်ဆိုလို့ရှိရင်ဒီဟာကို select မှတ်လို့ရှိရင်ဒီနားမှာရှိရတယ်မှာအပေါင်းလက္ခဏာလေးပေါ်နေအဲ့လေးကို select တစ်ချက်မှတ်ပြီးတော့ဒီမှာ shading လေးကနေမှဒီမှာရှိတဲ့ဟာနဲ့ပြောင်းလိုက်လို့ရှိရင်သူ့ဘာသာသူ shading ကအကုန်လုံးဝင်သွားလိမ့်မယ်နော်ကိုကထားပါတော့ဒီ column တစ်ခုကိုပဲ shading ထည့်ရင်လည်းဆိုရင်ဒီ column တစ်ခုကိုတော့ select မှတ်ဒီလို select မှတ်လိုက်เนาะဒီလိုဆွဲချပြီး select မှတ်လိုက်လို့ရတယ်ဆွဲချ select မှတ်ပြီးတော့ဒီ shading နဲ့ဒီဟာနဲ့ကိုကြိုက်တဲ့ဟာကိုရွေးပြီးတော့ shading ထည့်လိုက်လို့ရတယ်เนาะပြီးလို့ရှိရင်သူ့မှာ border ပုံစံနဲ့ဒီလိုပဲသူ့ရဲ့ border တွေကိုသူ့မှာရှိတဲ့ bound တွေကိုပုံစံပြောင်းနေတယ် border style ဆိုလဲကိုကဒီလိုလိမ္မော်ရောင်နဲ့ပြောင်းနေတာလားအဲ့ဆိုတော့သူလိမ္မော်ရောင်ပြောင်းသွားမှာเนาะကိုပြောင်းနေတဲ့နေရာအောင်မှာဒီလိုမျိုးလိမ္မော်ရောင်အပားလေးနဲ့ပြောင်းနေဆိုကိုပြောင်းနေတဲ့နေရာအောင်ဒီမှာလူလေးလိုက်ထောက်ပြီးတော့เนาะသူကအဲ့လိုပုံစံလေးပြီးလို့ရှိရင်ဒီ border မှာသူကတစ်ခုလုံးကိုဘောင်ခတ်ချင်တာလားဒီလိုတစ်ခုလုံးကိုဘောင်ခတ်ချင်တယ်ဆိုလို့ရှိရင်လေဒီမှာသူကအကုန်လုံးပြန်ပြီး all border တို့ဒါမှမဟုတ်ရှင်ဒီ bottom border တို့ top border တို့ပတ်သက်ကိုပြန်ပြီးရွေးပေးလို့ရတယ်เนาะအဲ့ဒါကကြတော့ဟိုက table ဆွဲနည်းပထမဆုံးတနည်းလမ်းတစ်ခုပေါ့ဒါ table ဆွဲနည်းနောက်ဒီလမ်းတစ်ခုနောက်ထပ် table ဆွဲတဲ့နည်းရကြတော့ဒီ insert ထဲကနေမှာပဲဒီ table တွေကိုမှသူက insert table ဆိုတာရှိသေးတယ်အဲ insert table ကိုနှိပ်ပြီးတော့တင်လိုက်လို့ရှိရင်သူက column ဘယ်နှခုယူမှာလဲကိုလိုချင်တဲ့ column 5ဒီမှာဆိုရင်ဒီမှာထားတော့ကိုက column 5ခုယူချင်တယ် row လည်းလိုပဲ5ခုယူချင်တယ်ဆိုရင်ဒီမှာ row 5တကယ်လို့ကိုက column ကို3ခုပဲယူချင်တယ်ဆိုတော့ဒီမှာ3တကယ်လို့နားမ row ကြတော့ကိုက3ခုပဲယူနေဆို3ကိုကတာကိုကြိုက်တဲ့လောက်ကိုကြိုက်တဲ့ကဏ္ဍနေပြောင်းပြီးထားပြီးလို့ရနော်ဒီမှာဆိုရင်5အဲ့ဒါပြီး okay ပေးလိုက်အဲ့ဆိုဒီမှာကာစာချရင်ချထားတဲ့နေရာမှာကာစာချရင်ချထားတဲ့နေရာမှာသူက column အကွက်ကလေးပေါ်လာလိမ့်မယ်နော် table လေးပေါ်လာလိမ့် table ပေါ်လာပြီအဲ့ table မှာကိုကဒါက table ယူတဲ့နီးနောက်တနည်းပေါ့နော်
အဲ့ဒါမှနောက်ထပ် table ဆွဲနေနောက်တစ်နေ့ရကြတော့ဒီ insert ထဲမှာပဲဒီ table ဆိုတဲ့ထဲမှာ table တက်ထဲမှာဒီ draw table ဆိုတာရှိအဲ့ဒါကြတော့ကိုကဘယ်လိုဆွဲပေးရမှာလဲဆိုတော့ကိုကဒီလိုမျိုးလက်နဲ့လိုက်ပြီးဒီလိုဖိပြီးဆွဲပေးရမှာနော်ဟိုကဒီမှာ column နေတက် column ဘယ်နှခုလိုချင်တာလဲပြီးလို့ရှိရင် row ဆိုလည်းဒီမှာနှစ်ကွက်ပဲလိုချင်တာလားအဲ့လိုမျိုးကိုကြိုက်သလားကိုလက်နဲ့လိုက်ပြီးတော့သူခဲတဲ့ပုံလေးပေါ်လာတယ်အဲ့ဒါကိုလက်ပြန်ပြီးဆွဲလို့ရတယ်ဒါက draw တွေပဲဆွဲတဲ့ပုံစံမျိုးနော် draw တွေပဲဆွဲတဲ့ပုံစံမျိုးဒီဟာရကြတော့အဲ့ table ကို insert ထဲကဒီလိုမျိုး table ကိုထောက်ပြီးတော့ table တွေထည့်လိုက်ပြီးဆို table ထည့်လိုက်ပြီဆိုရင်ကြတော့သူဒီမှာ table design table layout ဆိုပြီးတော့ auto ပေါ်လာလိမ့်မယ်နော် table design နဲ့ table layout table design နဲ့ table layout ကိုသွားပြီး table design မှာသွားပြီး table style တွေကိုပြင်လို့ရမယ်နောက်တစ်ခါကျတော့ table shading တွေထည့်လို့ရမယ်ပြီးလို့ရှိရင်သူ border style တွေပြောင်းပြီးတော့ပြင်လို့ရမယ်ပေါ့နော်ပြီးလို့ရှိရင် table layout မှာကျတော့သူကselect တွေဘယ်လိုပြင်မှာလဲအကုန်လုံးကို select on မှတ်မှာလားဒါမှမဟုတ် select ဒီ cell လေးဒီလို cell လေးတွေကိုချင်းစီကို select မှတ်မှာလားအဲ့လိုပုံစံတွေပြန်ပြပေးတာ table လေးရောက်မှာကျတော့ view grid line တို့ property တို့အဲ့လိုရှင်ဒီမှာ draw တွေပဲရှိရ eraser ကျတော့ကိုယ့်ဘာသာကိုဒီမှာဒီကွက်တစ်ခုလုံးဖြတ်မှာလားလို့ရှင်ဒီ cell လေးတစ်ကွက်ကိုပဲဖြတ်မှာလားဒီ cell လေးတစ်ကွက်ကိုပဲဖြတ်မှာလားအဲ့လိုပုံစံတွေဖြတ်ချပလိုက်လို့ရတယ်ပေါ့နော်နောက်ကျတော့ delete ကျတော့ဒီအကုန်လုံး delete တွေပဲတရွယ်တစ်ခုလုံးကို delete လုပ်မှာလားတို့တွေ့ table ဆွဲလိုက်ပြီးတော့မှ table ပေါ်လာပြီဆိုမှဒီ table design နဲ့ table layout ကပေါ်လာတာเนาะဒီတက်နှစ်ခုကပထမဒီတက်နှစ်ခုကပေါ်မနေဘူးပေါ့နော်ဒီ table layout ပြီးလို့ရှင်ဒါကကြတော့ insert row above ဆိုတာကြဒီ row တွေဒီတစ်ခု row တစ်ခုချင်းစီအောက်မှာrow ထပ်ထည့်တာတို့လို့ရှင် insert row below ဆိုတာအဘက်ကကျတော့ဒီ row ရဲ့အပေါ်မှာထပ်ပြီးထည့်တာတို့အောက်မှာထပ်ပြီးတော့ row တစ်ခုထပ်ထည့်တာတို့ insert column left ကနေထည့်မှာလား right ကနေထည့်မှာလားအဲ့အကြောင်းအရာတွေကိုဒီမှာ share ပေးတာနော်လုပ်ပေးထားတယ်ဒီ table layout ထဲမှာ mask cell တို့ split cell တို့ပေါင်းမှာလားတို့ပြန်ခွဲထုတ်မှာလားတို့ table နှစ်ခုကိုပြန်ခွဲထုတ်မှာလားတို့အဲ့လိုပုံစံမျိုးပြောထားရှိတယ်ပြီးလို့ရှိရင်ဒီမှာ height ကဆိုလေဒီ cell တစ်ကက်ချင်းစီမှာရှိတဲ့ height ကတော့ 0.2 နဲ့ 1.3 ရှိတယ်အဲ့မှာကိုယ့်ဘာသာကိုကြိုက်တဲ့ height နဲ့ width နဲ့ height နဲ့ပြန်ပြင်ပြီးပြောင်းပြီးထားလို့ရတယ်ပေါ့နော်ပြီးလို့ရှိရင်သူ့မှာစာတွေရိုက်မယ်ဆိုတော့လိုပဲစာတွေရိုက်ပြီးတော့ table ကိုစောက်လိုက်လို့ရတယ်ပေါ့နော်ဒါ table စောင်းလေးပါ